ဒီခေတ်ကြီးထဲမှာလေအင်္ဂလိပ်စာကိုပတ်စံတစ်ပြားမှမကုန်ဘဲနဲ့အလကားလိလာလို့ရတယ်ဆိုရင်ယုံကြလားမင်္ဂလာပါအင်္ဂလိပ်ရဲ့ Esther Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Esther ကအင်္ဂလိပ်စာ free လေးလာလို့ရမယ်အင်္ဂလိပ်စာတိုးတက်ချင်တဲ့လူတိုင်းရဲ့ဖုန်းထဲမှာမရှိမဖြစ်ရှိထားတဲ့ application 5 ခုကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံး application လေးတစ်ခုကတော့လူတွေတော်တော်များများသုံးကြတဲ့Duolingo application ပဲဖြစ်ပါတယ်။တော့ Duolingo application ရဲ့အားသာချက်ကကြတော့သူကလေ vocabulary နဲ့ grammar တွေကိုစာသင်လိုမျိုးမဟုတ်ဘဲနဲ့ game ဆော့တယ်လိုမျိုးပျော်ပျော်ကြီးသင်ယူရတယ်။ပြီးတော့သူ့မှာလည်းဒီ TikTok မှာမိတော့စုတယ်လိုမျိုးလေးပဲ daily streak လေးတွေစုလို့ရတယ်။တနေ့ကိုဘယ်လောက်မှအချိန်ပေးစရာမလိုအနည်းဆုံး9မိနစ်ဒီလောက်ပဲဒီလောက်ထိအချိန်ပေးပြီးတော့လေ့လာနိုင်တယ်။ဒုတိယတစ်ခုက BBC Learning Englishဒီ application ကလေသူက grammar တွေ vocabulary တွေပြီးတော့ pronunciation နဲ့ listening အပိုင်းတွေကိုတကယ်အသုံးဝင်နေသူကဘလို့လူမျိုးတွေအတွက်တင့်တော်လဲဆိုလို့ရှိရင် basic ကနေစပြီးတော့ advanced သမားတွေအတွက်ကိုတကယ်တင့်တော်တဲ့ application တွေတစ်ခုဖြစ်တယ်တတိယတစ်ခုကကြတော့ Cake ဆိုတဲ့ application လေးဒီ application ကလေသူကဒီစာသင်သလိုမျိုးမဟုတ်ဘဲနဲ့ movie clip တွေနဲ့ real conversation တွေကနေပြီးတော့ native speaker တွေရဲ့အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုသင်ယူရတယ်ဒါကြောင့်မို့လို့ကိုက speaking skill နဲ့ listening skill တိုးတက်ချင်တယ်ဆိုရင်ຢာလေးကအသင့်တော်ဆုံးပဲနံပါတ်၄ခုမြောက်အချက်ကတော့ Quizlet ဆိုတဲ့ application လေးအဲ့ဒီ application လေးကအခုမှစသုံးကြည့်နေတာဒါပေမဲ့သဘောကျတဲ့အထင်မှာပါတယ်သူ့မှာကလေ vocabulary အသစ်တွေကိုလေ flash card လေးတွေနဲ့သင်ယူရတယ်တကယ်စိတ်ဝင်စားဖို့ကောင်းတယ် flash card လေးတွေနဲ့သင်ရတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့လည်းမှတ်မိလွယ်ပြီးတော့ exam preparation တွေအတွက်ဆိုလို့ရှိရင်လည်းဒီ application လေးကတကယ်အသင့်တော်တယ်ကဲနောက်ဆုံးတစ်ခုကတော့ Anki ဆိုတဲ့ application လေးပဲဖြစ်ပါတယ်Anki မှာကလေ smash flag နဲ့ vocabulary ကိုကိုယ့်ရဲ့ခေါင်းထဲမှာရေရှည်မှတ်နိုင်ဖို့အတွက်ကိုသူကစီစဉ်ပေးထားတယ်။ကဲအဲ့ဒီတော့ကိုကဒီနှစ်ထဲမှာအင်္ဂလိပ်စာကိုတိုးတက်အောင်လုပ်ဖို့ဆိုရဲစံနှရှိရဲပြီးတော့လည်းငွေကြေးအများကြီးမသုံးချင်ဘူး။ကိုယ့်ဟာကို self study လုပ်ရတာအားတာရယ်ဆိုရင်ဒီ application လေးတွေကိုကိုယ့်ရဲ့ဖုန်းလေးထဲမှာစောင့်ထားပြီးတော့စာလေးတွေစူးစမ်းကြတော့နော်။စာလုပ်တဲ့အခါမှာဆိုရင်လည်းအချိန်အများကြီးလောက်တာချက်တစ်နေ့ကိုပုံမှန်နည်းနည်းစီလုပ်သွားတာကကိုယ့်အတွက်ပို့ပြီးတော့မှတ်ရလွယ်တဲ့ခေါင်းထဲလဲပို့ရောက်တယ်ပို့ပြီးတော့လည်းရတယ်။ကဲဒါဆိုလို့ရှိရင် Star အရှိမ sharing လုပ်ပြီးသွားတဲ့ application လေးတွေကို down ပြီးတော့စာလေးလုပ်ကြမယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကတော့တလားပါပဲ။ Bye bye